ခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာလေးကျင့်တစ်ခုကိုပြောင်းလဲဖို့အတွက်ဘယ်နှကြိမ်တော့ကြိုးစားခဲ့ပူပါလဲဥပမာမနက်ဖြန်စပြီးတော့အဲ့ရစောစောထားမယ်ဒီနေ့စာစဖတ်မယ်ပြီးတော့အခုချိန်ကစပြီးတော့ဖုန်းသုံးပြီးတာရှော့မယ်စသဖြင့်ပေါ့လေဒါပေမဲ့လေးကျင့်တစ်ခုလုံးကိုလုံးဝမပြောင်းလဲနိုင်သေးခင်မှာပဲကျွန်တော်တို့တွေဟာမူလအလေးကျင့်ဟောင်းတွေစီကိုပြန်ရောက်သွားတတ်လေရှိတယ်လူတွေကသူတို့ရဲ့အလေးကျင့်တွေကိုမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင်သူတို့ကိုသူတို့ထင်မိတာကငါဟာစီကံမရှိဘူးပြီးတော့ငါမှာ well power မရှိဘူးစသဖြင့်ထင်တတ်လေရှိတယ်တကယ်တော့အလေးကျင့်တစ်ခုလုံးကိုအလုံးစုံပြောင်းလဲနိုင်ဖို့အတွက်လူတစ်ယောက်အနေနဲ့အဆင့်၅ဆင့်ကိုဖြတ်သန်းရလေရှိပါတယ်ဒီအဆင့်၅ဆင့်ကိုကောင်းကောင်းသိရှိထားတဲ့အခါမှာကိုယ့်အနေနဲ့ဘာကြောင့်အလေးကျင့်တွေကိုတိဆောက်တဲ့နေရာမှာခဏခဏကြာရှုံးနေရတာလဲဆိုတာရယ်ပြီးတော့ဒီအဆင့်၅ဆင့်ကိုဘယ်လိုအလွယ်တကူကြော်ဖြတ်ရမလဲဆိုတာကိုသိလာပါလိမ့်မယ်ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကိုယ်တိုင်ဒီနှစ်အတွင်းမှာတိဆောက်နိုင်ခဲ့တဲ့လေးကျင့်လေးတစ်ခုကိုဥပမာပေးပြီးတော့လေးကျင့်တစ်ခုလုံးကိုအောင်မြင်အောင်ပြောင်းလဲနိုင်ဖို့အတွက်လူတိုင်းမဖြစ်မနေဖြတ်တန်းရလေရှိတဲ့အဆင့်၅ဆင့်ကိုပြောပြပေးချင်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်မနေ့အိယာနိုရာနဲ့ဖုန်းစာဖွင့်တယ်ပြီးတော့ YouTube short ကြည့်ရယ် TikTok ကြည့်ရယ် Facebook သုံးတယ်ဒါပေမဲ့ဒီလို social media တွေအသုံးပြုလိုက်တဲ့အခါမှာကျွန်တော်အနေနဲ့တစ်နှစ်တာလုံးကိုဖြတ်တန်းတဲ့အခါမှာစိတ်ကြည်လင်လေးမရှိဘူးပြီးတော့အလုပ်တစ်ခုကိုလုပ်တဲ့နေရာမှာလည်းကောင်းကောင်းအာရုံစိုက်နိုင်လေးမရှိဘူးပို့ပြီးတော့ဆိုတာကတစ်ခါလေမှာကျွန်တော်စိတ်ကဘာကြောင့်မှန်းမသိပဲနဲ့ပင်ပန်းနွမ်းနယ်မှုရှိနေတာမျိုးပါအဲ့ဒီတော့ကတော့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတဲ့အကြောင်းပြချက်ကိုမသိခဲ့ဘူးဒါပေမဲ့တစ်နေ့လေကြာရောကျွန်တော် podcast တစ်ပုံနားထောင်ပြီးရတယ်အဲ့ဒီနေရာမှာပြောထားတဲ့အကြောင်းအရာကလူတစ်ယောက်အနေနဲ့တစ်နေ့တာလုံးကိုကြည်ကြည်လင်လင်ဖြတ်တန်းခြင်းတယ်ဆိုရင်နိုးနိုးချင်းတနာရီအတွင်းမှာဖုံးအသုံးမပြုပါနဲ့ဆိုပြီးတော့သူကပြောထားတယ်။ဘာဖြစ်လို့လဲဆိုတော့နိုးနိုးချင်းတနာရီအတွင်းမှာကျွန်တော်ကောင်းတဲ့ဝင်လာတဲ့အချက်လက်တွေကတစ်နေ့တာလုံးရဲ့စိတ်အခြေအနေတွေပေါ်မှာလွှမ်းမိုးမှုရှိပါတယ်။ကျွန်တော်တို့အနေနဲ့မနေ့နိုးနိုးချင်းတနာရီအတွင်းမှာဖုံးဖွင့်ပြီးတော့ social media သုံးတဲ့အခါမှာကိုယ်တော်မသိတဲ့လူတွေရဲ့အကြောင်းအရာတွေပြဿနာတွေပြီးတော့သတင်းတွေဟာကျွန်တော်ရဲ့ခေါင်းထဲကိုဝင်လာလေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကကျွန်တော်ရဲ့ခေါင်းထဲကနေလုံးဝကြီးကိုပျောက်ကွယ်မသွားဘဲနဲ့တနေ့တာလုံးဒီပါမှာဒီအကြောင်းအရာတွေနဲ့ဆိုင်တဲ့မေးခွန်းတွေကိုအဖြေထုတ်ရင်းမသိစိတ်ထဲမှာကြံနေခဲ့လေရှိတယ်။ဒီလိုမျိုးကြံနေခဲ့တဲ့အခါမှာကျွန်တော်တို့ကတနေ့တာလုံးကိုဖြတ်တန်းတဲ့အခါမှာစိတ်မကြည်မလင်ပဲနဲ့ကိုယ့်ရဲ့ energy တွေကဘာကြောင့်မှမသိကုန်ဆုံးသွားတတ်လိမ့်ရှိတယ်။ဒီ podcast ကိုနားထောင်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ပြဿနာကဒီဟာဖြစ်နေမလားဆိုပြီးတော့စပြီးတော့စဉ်းစားမိလာတယ်။ဒါနဲ့ပဲပထမဦးဆုံးတစ်ပတ်မှာနိုးနိုးချင်းတနာရီအတွင်းဖုံးမသုံးပဲနေကြည့်ဖို့စမ်းသပ်ခဲ့တယ်။တစ်ပတ်လောက်စမ်းသပ်ပြီးသွားတဲ့အခါမှာနိုးနိုးချင်းတနာရီအတွင်းမှာဖုံးမသုံးပဲနေနဲ့နိုးနိုးချင်းတနာရီအတွင်းဖုံးသုံးတဲ့နေကြားမှာကျွန်တော်ရဲ့ energy ကတော်တော်လေးကိုကွာခြားမှုရှိတာကိုတိတိတသားလေးကိုခံစားမိလာတယ်။ဒါနဲ့ပဲဒီလေးကျင့်ကိုမဖြစ်မနေတိဆောက်မယ်ဆိုပြီးတော့စတင်ဆုံးဖြတ်မိတယ်။ဒါပေမဲ့လေးကျင့်တစ်ခုကဆုံးဖြတ်ရုံနဲ့မပြီးဘူး။ပြဿနာတစ်ခုကထပ်ရှိသေးတယ်။ကျွန်တော်ကနှိုးဆက်ကိုဖုံးနဲ့ပေးထားတာ။မနက်မိုးလင်းလို့နှိုးဆက်မြည်ပြီးဆိုတာနဲ့ကျွန်တော်ကဖုံးကင်ပြီးတော့နှိုးဆက်ကိုပိတ်ရလေးရှိတယ်။အဲ့ဒီအခါမှာကျွန်တော်ရဲ့လက်ကအလိုလို social media application တွေစီကိုဝင်ပြီးသားဖြစ်နေတယ်။ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နှိုးဆက်နာရီတစ်လုံးကိုဝယ်လိုက်ပါတယ်။နောက်ပြီးညာအိတ်ခံပြီးဆိုတာနဲ့ဖုန်းကိုဗီဒီယိုထဲမှာထည့်ပြီးတော့ကျွန်တော်အိယာဝင်တယ်။မနက်မိုးလင်းလို့အိယာနိုးလာတဲ့အခါမှာကျွန်တော်အနေနဲ့ဖုန်းကင်စရာအကြောင်းလုံးဝမရှိတော့ဘူး။ဒီလိုနဲ့ပဲဒီပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာကျွန်တော်ရဲ့အလေးအကျင့်ကတိတိတသားပဲလွယ်ကူပြီးတော့အလွယ်တကူတိဆောက်နိုင်ခဲ့တယ်။လေးချင်းတွေကိုတိဆောက်တဲ့နေရာမှာအခက်အခဲဆုံးဖြစ်တဲ့ပြဿနာတစ်ခုကိုဖြေရှင်းပြီးတဲ့အခါမှာခုဆိုရင်နိုးနိုးချင်းဖုံးကင်ဖို့တော့တတိမရတော့ဘူး။အစကတိဆောက်ရတာခက်ခဲမယ်လို့ထင်ခဲ့တဲ့လေးချင်းတစ်ခုကအခုတော့တဘာဝအတိုင်းပဲဖြစ်လာတာကိုတွေ့ရတယ်။ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့ကျွန်တော်သင်ယူမိလိုက်တာတစ်ခုကလူတွေကလေးချင်းတစ်ခုကိုတိဆောက်တဲ့အခါမှာအဆုံးထိမတိဆောက်နိုင်ခဲ့ရင်သူတို့ကိုသူတို့စီးကံမရှိဘူးဒါမှမဟုတ်ရင် well power မရှိဘူးလို့ထင်တတ်ကြတယ်။ပြဿနာကကျွန်တော်အခုပြောပြခဲ့တဲ့အဆင့်၅ဆင့်တွေက
တဆင့်ဆင့်ကလွဲမှားနေတာမျိုးဒါမှမဟုတ်ရင်ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းလဲတာမျိုးမလုပ်လို့လေ့ကျင့်တွေကိုတိဆောက်ရခက်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာခုလက်ရှိကိုစူးစမ်းတိဆောက်နေတဲ့အလေ့ကျင့်တွေရှိနေရင်အခုကျွန်တော်ပြောပြခဲ့တဲ့အဆင့်50ထဲမှာဘယ်အဆင့်ကိုရောက်နေပါပြီလဲတတိမထားမိသေးတဲ့အဆင့်လားတတိထားမိပြီဆိုတဲ့အဆင့်လားဒါမှမဟုတ်ဒီလေ့ကျင့်ကိုတိဆောက်မယ်ဆိုပြီးတော့ဆုံးဖြတ်နေတဲ့အဆင့်လားစူးစမ်းပြီးတိဆောက်နေတဲ့အဆင့်လားဒါမှမဟုတ်နောက်ဆုံးအဆင့်ဖြစ်တဲ့လေ့ကျင့်ဖြစ်သွားတဲ့အဆင့်ကိုရောက်နေပြီလားဆိုတာကို comment မှာမျှဝေပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုကအသင်အတွက်အကျိုးရှိရဆိုရင်သင်ပတ်ဝန်းကျင်ကအခြားလူတွေမြင်အောင်မျှဝေပေးသွားလို့ရပါတယ်သုံးနှစ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ရပါသေးလို့ဆုတောင်းပေးလိုက်ပါကြအားလုံးဘိုင်ဘိုင်